ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျွန်တော်ရဲ့မိတ်ဆွေများအနေနဲ့တည်ထားတဲ့ဘောလုံးကွင်းအတိုင်းအတာများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကွင်းတစ်ဝင်းမှာရှိတဲ့အလျားအနှံ goal area penalty area စသဖြင့်ဘလောက်အကျယ်ဝန်းအတိုင်းအတာတွေရှိသလဲဆိုတာတွေနဲ့ပတ်သက်ပြီးဘောလုံးကစားသမားများသာမကပရိသတ်များအနေနဲ့လည်းဗဟုသုတတစ်ခုအနေနဲ့တည်ထားတင်ပါတယ်ဒါတွေကိုလေ့လာကြည့်လိုက်ကြအောင်လားခင်ဗျာအမှားဆုံးအနေနဲ့ကွင်းရဲ့အလျားဖြစ်ပါတယ်ကွင်းရဲ့အလျားပေ330မှပေ360အထိရှိရမှာဖြစ်ပါတယ်ဒုတိယအနေနဲ့ကတော့ဘောလုံးကွင်းရဲ့အနံဟာအနည်းဆုံးပေ210မှအများဆုံးပေ240အထိရှိရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ penalty area ဖြစ်ပါတယ်အများသိတဲ့18ကိုက်စီဖြစ်ပါတယ်ပေအပြင်54ပေဖြစ်ပါတယ်ဒီကူမြောက်အတိုင်းတာကတော့ goal area C ဖြစ်ပါတယ်များသောအားဖြင့်6ကိုက်စီလို့ခေါ်ကြပြီးပေအပြင်18ပေရှိပါတယ်ခင်ဗျာ9ခုမြောက်အတိုင်းတာကတော့ penalty အမှတ်မှ goal C အထိအတိုင်းတာဖြစ်ပါတယ်အဲ့ဒီအကွာဝေးကတော့36ပေသို့မဟုတ်12ကိုက်ဖြစ်ပါတယ်ပထမမြောက်အတိုင်းတာကတော့ B ကုတ်ဆက်ဝိုင်းအချင်းဖြစ်ပါတယ်သူကတော့10ကိုက်ဒါမှမဟုတ်ပေ30ဖြစ်ပါတယ်နောက်တစ်ခုကတော့ကွင်းလက်ဆက်ဝိုင်းအချင်းဖြစ်ပါတယ်အချင်းဟာဂိုက်20သို့မဟုတ်ပေ60ဖြစ်ပါတယ်ရှစ်ခုမြောက်အကျယ်ဝန်းကတော့ဂိုးပေါက်ဖြစ်ပါတယ်ဂိုးပေါက်အကျယ်ဟာ24ပေဖြစ်ပြီးတိုင်ရဲ့အမြင့်ကတော့10ပေဖြစ်ပါတယ်ဂိုးတိုင်ရဲ့အရွယ်အစားဟာ9လက်မထက်ပိုမကြီးရပါဘူးဒါဟာပုံမှန်ဂိုးပေါက်အကျယ်ဝန်းဖြစ်ပါတယ်ဒါပေမဲ့73နဲ့14နှစ်အရွယ်ကလေးတွေအတွက်ကတော့အမြင့်9ပေအကျယ်22ပေအဖြစ်သတ်မှတ်ကြပါတယ်။ဒါသောအပြင်သူ့ထက်ငယ်ရွယ်တဲ့ကလေးတွေအတွက်ကတော့အနံ6ပေအလျား12ပေဂိုးကိုအသုံးပြုကြပါတယ်။ဆက်လက်ပြီးဖော်ပြပေးရမယ်ဆိုရင်တော့ဒေါင်းကန်ဘောအမှတ်အသား C ဟာအနည်းဆုံး3ပေရှိရပါမယ်။အလန်တိုင်ရဲ့အမြင့်ကတော့9ပေရှိရမှာဖြစ်ပါတယ်။ခုနောက်ဆုံးကတော့ဘောလုံးရဲ့အလေးချိန်ဖြစ်ပါတယ်။ဘောလုံးရဲ့အလေးချိန်က14အောင်စမှ16အောင်စရှိရမှာဖြစ်ပါတယ်။ဒီတိုင်းဓာတ်တွေဟာFIFA ကသတ်မှတ်ထားတာဖြစ်ပါတယ်မိတ်ဆွေများအတွက်တင်ပြပေးလိုက်ပါတယ်အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ